အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီ DevKTO ဒီ hands-on lab platform လေးကိုကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ပေါ့နော်ဒီ platform လေးကဒါကျွန်တော်ကိုယ်တိုင်လုပ်ထားရလို့လည်းပြောလို့ရတယ်အဓိကတော့ဒီ browser တစ်ခုပေါ်ကနေမှ lab လေးတွေဆန်းလို့ရအောင်ကျွန်တော်လုပ်ထားပေးတဲ့ environment လေးလို့ပြောရင်လည်းမမှားဘူးပေါ့နော်အဓိကတော့ဒါ entry level တွေအနေနဲ့ဒါကိုယ့်ကို local မှာ setup မလုပ်ချင်ဘူးဆိုရင်လည်းအလွယ်တကူဆန်းလို့ရအောင်အလွယ်တကူလေ့လာလို့ရအောင်ဒါကျွန်တော်လုပ်ထားပေးတာဖြစ်ပါတယ်အမေတချို့ကြတယ်ကိုယ့်ရဲ့ local မှာမနိုင်တာတို့ install လုပ်လို့မရတာတို့စသဖြင့်ပေါ့အကြောင်းမျိုးစုံရှိလာနိုင်တယ်အဲ့တော့မျိုးကိုကျွန်တော်ကဒါအလွယ်တကူလေ့လာလို့ရအောင်ဒီ challenge လေးကိုကျွန်တော်လုပ်ထားပေးခြင်းဖြစ်တယ်နောက်လည်းထပ်မံပြီးတော့ကျွန်တော် challenge အသစ်တွေလည်းထပ်တိုးသွားဖို့ရှိတယ်လက်ရှိကတော့ကျွန်တော်မှာဒီ Docker fundamental ရဲ့ Kubernetes fundamental ရဲ့ Linux fundamental ရဲ့ဆိုပြီးရှိတယ်ကျွန်တော်challenge တွေကတော့လက်ရှိကတော့ beta ပုံစံမျိုးလုပ်ထားတာဖြစ်တဲ့အတွက်အများကြီးတော့မရှိသေးဘူးဒါပေမဲ့ကျွန်တော်keep updating ပေါ့နော်ကျွန်တော်ထပ်ပြီးတော့ကျွန်တော်တိုးချဲ့သွားဖို့လည်းရှိပါတယ်လက်ရှိလည်းလုပ်နေပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ platform လေးကကြတော့ဒီ laptop.counterlink.me ဆိုတဲ့ domain ကနေကျွန်တော်သွားပြီး access လုပ်လို့ရပါတယ်ကျွန်တော်လည်းပြီးရင်အောက်မှာ comment မှာကျွန်တော် link ပေးထားပါမယ်ပေါ့နော်အဲ့တော့ဒီ platform လေးကGoogle Cloud Share ကိုသုံးပြီးတော့ကျွန်တော်တို့က deploy လုပ်ပြီးတော့ lab ကိုစမ်းရတဲ့ platform ဖြစ်တယ်အဲ့တော့browser တစ်ခုရှိုံနဲ့အလွယ်တကူကျွန်တော်တို့ကလုပ်လို့ရတယ်အဲ့တော့ example ကျွန်တော်ဒီမှာ Kubernetes fundamental ကိုကျွန်တော်ဆိုပါစို့ကျွန်တော်စမ်းမယ်ဆိုဒီမှာ Open Cloud Share ကိုကျွန်တော်နှိပ်လိုက်တယ်ဆိုရင်သူက Google Cloud Share ကိုသူကသွားတယ်ပြီးရင်ဒါကျွန်တော်ကို authorize လုပ်ခိုင်းတယ်ပေါ့နော်ဒါကျွန်တော်ရဲ့ဒီ lab repo နဲ့ authorize လုပ်မယ်ဆို okay confirm နှိပ်လိုက်ပေါ့နော်အဲ့ဒါပြီးရင်တော့သူကဒီ Cloud Share မှာသွားပြီးတော့provision လုပ်ဖို့သူလုံနေတယ်ပေါ့နော်သူရဲ့နောက်ကွယ်မှာသူလုံနေတယ်အဲ့တော့ဒါလေးကတော့ဖြစ်နိုင်တော့ဒီလိုမျိုးလေးဆွဲတင်လိုက်ရင်တော့ပိုကောင်းတယ်အဲ့ဒါဆိုပိုပြီးကြည့်ရကောင်းတယ်ပေါ့နော်ပြီးသွားတဲ့ခါကျရင်တော့ကျွန်တော်တို့ဒီမှာက command လေးရှိတယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာဒီ command လေးအတိုင်းပဲကိုက copy ရိုက်လေရတယ်ဒါမှမဟုတ်ဒီကောင်လေးနှိပ်ပြီးတော့နှိပ်ပြီးတော့ run လေးရတယ်ကိုကcommand တီးလို့ရိုက်ချင်တယ်ဆိုလည်းရိုက်လို့ရတယ်ပေါ့နော်ပြီးဒီဘက်မှာတော့ကျွန်တော်ဗာလဲဆိုတော့ဒီမှာအားလုံးမြင်တဲ့အတိုင်းပဲကျွန်တော် hands-on guide လေးပေါ့နော်အဓိကတော့guide လေးကိုကျွန်တော်အားလုံးအတွက်လုပ်ပြပေးထားပါတယ်ပေါ့နော်အဲ့တော့အသေးသေးကိုကျွန်တော်ဒီမှာကျွန်တော်တို့ဖတ်ကြည့်လို့လည်းရတယ်အဲ့တော့ဒါပြီးရင်တော့ကျွန်တော် run မယ်ဆိုရင်တော့ဒါသူ့ရဲ့ဒီ script လေးကိုကျွန်တော်တို့ကလာပြီးတော့ run လိုက်ပေါ့နော် run လိုက်လို့ရတယ်အဲ့တော့ okay အဲ့တော့ဒီမှာဒီ time ပဲ follow လုပ်ပြီး run လုပ်ရတယ်အဲ့တော့သူကတော့ဒီ container တွေကိုတွားပြီးတော့ pool လုပ်တာမျိုးတွေဖြစ်တဲ့အတွက်အနေချင်းတော့ကြာတတ်တယ်ဒါပေမဲ့လုတ်ပါများလိုက်တော့တဖြည်းဖြည်းနဲ့မြန်လာတယ်ပေါ့နော်ကြာတတ်ပါတယ်အဲ့တော့ခဏလောက်တော့ကျွန်တော်တီးခန့်ပြီးတော့စောင့်ပေးပေါ့နော်အဲ့တော့အဲ့ဒါလေးတော့ရှိရဆိုတော့လည်းကျွန်တော်ပြောချင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အနေနဲ့ဒီမှာ documentation လေးမှာကျွန်တော်တို့လိုက်ပြီးတော့ဖတ်ကြည့်နေလို့ရတယ်ဒါလုပ်နေတဲ့အတော်အတွင်းမှာပေါ့နော်အဲ့တော့ဒါဆိုရင်အခုတစ်ခါတော့ကျွန်တော်မြန်နေပေါ့နော်အဲ့တော့နည်းလုတ်ပါများနေတော့နည်းတော့မြန်ပါတယ်ဒါပေမဲ့တစ်ခါကြာနေကြာတတ်တယ်ကြာရင်တော့ဒီ command ကိုကျွန်တော်တို့ရက်လိုက်ပြီးတော့ပြန် run ကြည့်အဲ့ဆိုရင်တော့တစ်ခါကြာနေမြန်နေဒါကတော့ Google Cloud Share နဲ့ Docker ဟက်ကြားထဲမှာနည်းနည်းကြာတာမျိုးတွေတော့ရှိကောင်းရှိတတ်တယ်ပေါ့နော်ဒါ some issue ရှိလို့နေမယ်တခုဖြစ်နေလို့ထင်တယ်ပေါ့နော်အတိအကျတော့ဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်တော့မသိဘူးအဲ့တော့ကျွန်တော်ဒါဆိုရင်က lab လေးက deploy လုပ်ပြီးသွားပြီအဲ့တော့ကျွန်တော်တို့အနေနဲ့ဘယ်လိုသွားကြည့်လို့ရလဲဆိုတော့ဒီမှာလည်းကျွန်တော်ရေးထားတယ်အဓိကဒီ web preview button လေးရှိတယ်အဲ့ကောင်လေးကိုကျွန်တော်ကလစ်နှိပ်လိုက်ပြီဆိုရင်ဒီမှာ preview on port 8080ကိုကျွန်တော်နှိပ်လိုက်တယ်ဆိုရင်သူကဒါကျွန်တော်တို့ရဲ့ website ထဲကိုကျွန်တော်တို့ရောက်သွားတယ်ပေါ့ lab platform လေးကိုသူကဖွင့်ပေးလိုက်တယ်အဲ့တော့ကျွန်တော်က access token လေးကိုကျွန်တော်ထည့်ထားတယ်အဲ့ဒါလေးကလည်းဒီ now page မှာပါတယ်ဒါလေးကို copy ကူးပြီးတော့ကျွန်တော်ဒီမှာလာပြီးတော့paste လုပ်လိုက်တယ်ဆိုရင်ဒါကျွန်တော်ရဲ့ဒီ lab environment လေးကိုရောက်သွားပြီဒါအလွယ်တကူပဲအဲ့တော့ဒီမှာဆိုရင်ဒါကျွန်တော်ကKucity ရဲ့ bla bla ပေါ့နော်Kucity နဲ့ပတ်သက်တာတွေKubernetes cluster အသေးစားလေးတစ်ခုကျွန်တော်လုပ်ထားပေးတာပေါ့မျိုးပေါ့နော်အဲ့တော့ဒီမှာလာပြီးတော့ကျွန်တော်တို့ဆန်းလို့ရတယ်အဲ့တော့ဒီမှာဆိုရင်ဒါတော့ namespace တစ်ခု create လုပ်ပါပေါ့နော် hint နေပါလေဒီမှာကြည့်လို့ရတယ်ကိုယ့်ရဲ့progress တွေလည်းဒီမှာမြင်လို့ရတယ်လုံးဝအစပြန်လုပ်ချင်တယ်ဆိုရင်လည်း reset လုပ်လို့ရတယ်ဒီမှာ timing လည်းကျွန်တော်မှတ်ထားပေးတယ်ပေါ့နော်အဲ့တော့ထားပါတော့ namespace တစ်ခု create လုပ်ပါဆိုရင်ဒီမှာအောက်မှာရေးထားပေးတယ်ပေါ့နော်tab off ဆိုရင် namespace လုပ်ပါဆိုရင်ထားပါတော့ကျွန်တော်က Kucity ရဲ့create ns tab off ပေါ့ဗျာအဲ့တော့ဒါဆိုရင် namespace create လုပ်ပြီးသွားအဲ့တော့သူကဒီမှာကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ဒီမှာchat test လုပ်လိုက်ရင်ဒါရှိရဆိုရင်ဒီမှာအမှန်ပြရတယ်အဲ့လိုပဲကျွန်တော်တို့ကနောက်တစ်ခုကျွန်တော်တို့ကသွားလို့ရတယ်စမ်းလို့ရတယ်ပေါ့နော်ဒါကတော့အစမ်းပဲပါအဲ့တော့ Kubernetes ကိုစပြီးတော့လေ့လာခြင်းတဲ့သူတွေအနေနဲ့ဒါလုပ်ကြည့်လို့ရတဲ့အရာဖြစ်တယ်အဲ့တော့တခြား Docker တွေ Linux တွေကိုလည်း try လို့ရတယ်ဒါလက်ရှိကတော့ကျွန်တော်ကbeta ပုံစံမျိုးစမ်းလုပ်ကြည့်ထားတာဖြစ်တဲ့အတွက်ကျွန်တော် challenge တွေအများကြီးတော့ကျွန်တော်မထည့်ရသေးဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့တော့ကျွန်တော် update တွေလုပ်နေတယ်ကျွန်တော် challenge တွေကျွန်တော်ရေးနေရရှိတယ်ကျွန်တော် release လုပ်သွားပါမယ်အဲ့တော့ကျွန်တော်ရဲ့ဒီ DevKTO ရဲ့ဒါ lab platform လေးပေါ့နော် hands-on lab platform လေးကိုအားလုံး like ပြီးတော့
လေ့လာမယ်စမ်းကြည့်လို့ရမယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ပေါ့နော်အဲ့တော့သိချင်တာတွေရှိခဲ့ရင်လည်းကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလာပြီးတော့မေးလို့ရပါတယ်နောက်ထပ်ကျွန်တော်အနေနဲ့တက်နိုင်သမျှဒီလိုမျိုး free learning resource လေးတွေ provide လုပ်နိုင်အောင်ကျွန်တော်စူးစမ်းနေတယ်အခုဆိုရင်ဒါ hands on lab ကိုလည်းဒါကိုယ့်ကိုယ်ဒါ browser တစ်ခုရှိအောင်နဲ့ဆန်းလို့ရသွားပြီเนาะအဲ့လိုပဲ Docker လည်းအဲ့လိုပဲ run လို့ရတယ် Linux လည်းအဲ့လိုဆန်းလို့ရတယ်ကျွန်တော် Kubernetes ဆိုလည်းနောက်ထပ်ထပ်ပြီးတော့ Docker ဆိုလည်းနောက်ထပ်ထပ်ပြီးတော့ challenge တွေကျွန်တော်ထပ်ပြီးတော့ထည့်သွားပေးပါမယ်အဲ့တော့အားလုံးအဆင်ပြေကြမယ်လို့တော့ကျွန်တော်မျှော်လင့်နေအဲ့တော့တကယ်လို့စမ်းကြည့်ပြီးလို့ကျွန်တော်ကိုပေးခြင်းတဲ့ feedback တွေရှိရင်လည်းကျွန်တော်ကိုပေးလို့ရပါတယ်ကျွန်တော်အနေနဲ့တက်နိုင်သမျှစူးစမ်းပြီးတော့ update လုပ်ပေးပါမယ် fit လုပ်ပေးပါမယ်အဲ့တော့အားလုံးပဲဒါ hands on lab ကိုအလွယ်တကူလေ့လာလို့ရတဲ့ platform လေးတစ်ခုရှိလာပြီဖြစ်တဲ့အတွက်အားလုံး like စမ်းကြမယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကျွန်တော်တို့နောက်ထပ် content အနေနဲ့ပြန်လည်ပြီးတော့တွေ့ဆုံပါမယ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲဒီ lab.counseling.me မှာတွားပြီးတော့စမ်းလို့ရပါကြောင်းပြောကြရင်းနဲ့ကျွန်တော်ဒီလောက်နဲ့ညီကုန်းချုပ်လိုက်ပါတယ်ကျေးဇူးပါခင်ဗျာ